ဒီဖောက်ရှင်းပြပေးမှာတော့လက်ရှိကိုခွဲကားပုံစံ3မျိုးနဲ့ရှင်းပြပေးမယ်နံပါတ်1ကကြတော့အောက်နာကိုလက်ရှိကိုကြတော့လောက်ပါပဲခွဲကားလုပ်ပြီးတော့အတွန်းထည့်မယ်အတွန်းလေးလောက်ထားဒါဆိုလို့ရှိရင်တော့ဒီကိုလက်ကားအရှိကိုလက်ကားပြီးရင်နံပါတ်3ကကြတော့အပေါ်ဖောင်းအပေါ်လဲဖောင်းလောက်ဝါလည်းအတွန်းပါတယ်အပေါ်မှာလည်းအတွန်းပါတယ်လောက်ဝါလည်းအတွန်းပါတယ်အပုံစံ3မျိုးဒီနေ့ရှင်းပြပေးမှာဖြစ်တဲ့အဲဆိုနံပါတ်1ကဒီပုံစံလေးလက်ရှိကိုမှလောက်ဝနာလေးပဲသူကအတွန်းထည့်ထားတာအပေါ်ပိုင်းကဘာမှမထည့်ထားဘူးရိုးရိုးပဲအဲဆိုတော့လောက်ဝနာလေးပဲခွဲကားလုပ်မယ်သူကအပေါ်ပိုင်းနဲ့ဒီမှာလက်ရှိဒီပတ်တန်လေးဆွဲထားတယ်ရိုးရိုးလက်ရှိပတ်တန်ဆိုတော့လောက်ဝနာလေးပဲခွဲကားလုပ်မယ်ဆိုတော့အပေါ်ဘက်ကဘာမှလုပ်စရာမလိုလောက်ဝကို6ကွက်ပြီးရင်ဒီကိုမျက်နှာချောင်းဆွဲမယ်ဒီ1 2 3 4 5 6ကွက်ခွဲကားလေးလုပ်နော်အောက်ကနေခွဲကားလုပ်မဲ့အတွက်ညာလေးနဲ့ပြထားပြီးနေသူ့ရဲ့ပုံစံလောက်ဝနာလေးပဲခွဲကားလုပ်မှာဖြစ်တဲ့အတွက်ခြေတို့ကဒီနားလေးပဲခွဲကားလုပ်ဒီတိုင်းပဲလုပ်လို့မရဘူးပြီးရင်ဒီမြင်းချောင်းလောက်ဝနာဒီလက်ဒီတထောင်စေးရဲ့အောက်နာလေးကိုသူအဖောင်းလေးလုပ်မှာဖြစ်တဲ့အတွက်ဒီတထောင်စေးရဲ့အောက်နာလေးနေရာကိုတိုင်းထားပြီးတော့မြင်းလေးဆွဲထားမယ်ဆွဲထားပြီးအလားပါခွဲကားလုပ်မယ်အလားပါညှက်ပေးရမယ်ပေါ့နော်ပုံစံလေးအဲဆိုရင်ဒါကိုညှက်မယ်လောက်ဒီကမခွဲခင်ဒီအောက်နာလေးကနေပြီးတော့ခွဲကားလေးလုပ်ဒီခြေတော့ဒီနည်းလေးကိုပါညှက်ပေးမယ်ထိပ်လေးကိုတိတ်လေးနဲ့ကတ်ထားမယ်ခြေတော့ဒါကိုခွဲကားလုပ်မှာဒီလိုလေးခွဲကားလုပ်မှာပုံစံလေးပေါ့ဒီပုံစံလေးနော်သူ့ရဲ့ပုံလေးကဒီလိုလေးဒီအောက်နာလေးပဲတထောင်စင်းအောက်နာလေးကိုဖောင်းလေးသွားချင်တာဖြစ်တဲ့အတွက်တထောင်စင်းအောက်နာလေးကိုမြင်းဆွဲပြီးတော့အောက်နေရာကိုလောက်ဝါကိုခွဲကားလေးလုံးမထွက်လာတဲ့ပုံကဒီလိုပုံစံဖြစ်မှာနော်ဆိုတော့ထိန်းနှစ်ခုကိုပတ်ထားမယ်တိတ်တွေနဲ့ကတ်မယ်နော်ဆိုရင်ခြေတို့ကဒီကြားကိုဘယ်လောက်လဲ6 စင်တီမီတာနော်ကြားအကွာဝေးက6 စင်တီမီတာဘက်ကိုဘယ်လောက်လို့
10 cm မရှိ10 cm မရှိဘဲနဲ့လည်းဟို5တို့4တို့လုပ်လို့ရလားဆိုရတယ်ကိုကပြည့်လေးခွက်ကားလေးလုပ်လိုက်နော်ကားလုပ်ပါလို့ရှိရင်ဒါလေးကိုပြန်ဆက်မယ်ပြန်ဆက်လိုက်နော်ပြန်ဆက်ပြန်ညှိလိုက်နော်ဝိုင်းလေးပြန်လုပ်ဒီလိုလေးပြန်လုပ်ဆိုရင်ဒီလိုပတန်လေးဖြစ်လာတယ်နော်မက်တစ်ကဒီပုံစံလေးအားဆိုရင်ပြင်ညှပ်ပြီးပြီးတော့မှအတွန့်လေးလိုက်တော့လိုက်နော်သူ့ရဲ့အကွာအဝေးရ6 cm 6 cm မရှိလဲရတယ်4 cm ဆိုလည်းရတယ်သူကပြပြလေးအဆင်ပြေအောင်လုပ်ပြီးလို့ရှိရင်ပြန်ပြီးတော့အကုန်ပြန်ညှိနော်ဒီပုံစံလေး